အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ငါးလေးပေါင်းပါပေါ့နော်ငချင်းပေါင်းလေးပါရှင်ခင်းကျင်ဒီနဲ့ချတော်နီကိုတော့အစင်တက်ပေါ့နော်ခင်းကျင်ဒီကိုလေးစိတ်ခွဲထားပါတယ်ပြီးရင်တော့ငါးကိုအရသာမုတ်လေးတွေနဲ့နေထားပါတယ်ပေါ့နော်ရှာလာကိုင်းလေးထည့်တယ်ရသာမုတ်တွေပါတယ်ထည့်တယ်ပေါ့ရှင်မပြားရပါတော့ပြီးတော့စပလင်ကိုဦးအောက်မှာခင်းထားပါတယ်ဒါလေးကတော့ချတော်လေးကိုစီတက်ထားတာပေါ့နော်ချတော်ရဲ့စပလင်တို့ချင်းတို့စီတက်တာပါပြီးရင်တော့ငါးလေးတွေကိုအဲ့ဒါကိုထည့်ပြီးတော့ပေါ့နော်နည်းနည်းအသားလေးတင်းသွားရအောင်လေငါးရဲ့ညှိနှံ့နေပါလေပျောက်သွားအောင်လေမွေးလာတဲ့အထိပေါ့နော်ကြော်ပြီးတယ်ဘယ်လိုပဲပြောရပါပေါ့ရှင်ကြော်ပြီးပါတယ်စမိုက်အိုးလေးကတော့နေလက်ကိုင်းလေးကတစ်ဖက်ပြုံနေပါတယ်ဒီအိုးကကျတော့ပါတော့တခါတလေပေါ့နော်အမြန်လူချင်တဲ့ခါချက်ရတဲ့ခါကျလို့ရှင်ဒီအိုးလေးကတော်တော်လေးအဆင်ပြေပါတယ်အထူအိုးတော့ရှိတယ်ဒါပေမဲ့အဲ့အထူအိုးကကျတော့နည်းနည်းလေးကြာတယ်လို့ခံစားလို့ပါရှင်အဲ့တော့ငါးလေးတွေကိုစီတက်ပြီးတော့မှပေါင်းတာပို့ပြီးတော့မွေးလည်းမွေးရပို့ပြီးတော့လည်းစားကောင်းပါတယ်ရှင်ပြီးရင်တော့ငါးကောင်းလေးတွေကိုလေအောက်ပိုင်းမှာခင်းမိတာပို့ပြီးတော့စင်ပြီးတယ်ဘာကြောင့်လဲဆိုတော့မီးနဲ့ကြလဲထီတော့အနူးလဲနူးပြီးတော့ကြည်လွယ်တယ်ပေါ့နော်အောက်ပိုင်းလေးကကြတော့ကြည်လွယ်တော့ငါးကောင်းလေးတွေကိုပဲအောက်မှာထားလိုက်တယ်ပေါ့နော်အသားတုံးလေးတွေကျတော့အပေါ်မှာတင်လိုက်တယ်အသားတုံးလေးတွေမပြတ်အောင်ပေါ့နော်ငါးကောင်းလေးရဲ့နှလုံးကလည်းလှမ်းလှမ်းကြည့်ရဲ့သဘောတရားတိုင်းပဲရှင်ဒါပေမဲ့လည်းသူ့ရဲ့ကြည်နေနေတာခဏအကြာမှာတော့ကြည်မွှမ်းပြစီတော့ပါတယ်မကြည့်နဲ့ဆိုတော့ဒီမှာငါအတုံးလေးတွေအပေါ်မှာအုပ်လိုက်ပါတယ်ပြီးတော့ချန်တဲ့အတုံးလေးတွေကိုထပ်ပြီးတော့ပေါ့နော်ကြော်မယ်ရှင်အဲ့ချိန်မှာလေအနံ့မွေးနေအရမ်းနေမွေးနေတော်တော်လေးကိုမွေးပါပြီအားလုံးစီလဲတက်ပြီးသွားပြီဆိုလို့ရှိရင်ဦးလေးကိုအကုန်လုံးထည့်လိုက်ပါမယ်ထည့်ပြီးလို့ရှိရင်ခုနကစီတက်ထားတဲ့ချက်တော်လေးအနှစ်တွေကိုလည်းတစ်ခါထည့်ရပါရှင်စီတက်တဲ့တဲမှာလည်းခင်းစင်ဒီလေးကိုနည်းနည်းထည့်ရပါတော့ခင်းစင်ဒီနှစ်လေးလည်းဖြစ်အောင်ပါရှင်နည်းနည်းထည့်ပါတယ်စပလင်လေးအောက်မှာမြင်းများလေးခံပြီးတော့ပိုကောင်းတယ်ရှင်ဒါမှအိုးမကပ်ပါပြီးရင်တော့ခင်းစင်ဒီထည့်ချက်တော်နီလေးထည့်ပြီးတော့ရှည်လေးထည့်ပြီးတော့တင်ထားပါမယ်ရှင်ငါးပေါင်းတာကလောက်ခတာလွယ်ပါတယ်ဒါပေမဲ့အချိန်ပေးရတာစားတာပါရှင်အချိန်လည်းပေးရသလိုလူလည်းတနေ့ကုန်မအားရဘူးပေါ့နော်ငါက40ငန်းတော့ဖြစ်ပါတယ်ထိုင်လိုက်ထားလိုက်ထိုင်ထားတော့တော်တော်လေးလုပ်ဖြစ်တယ်မီးလေးထက်အိုးယူချမီးထက်ပြန်တင်ပြီးလို့ရှင်ရေထက်ခဏတော့ပေါ့နော်လုပ်ကြတယ်ရေထည့်ပြီးလို့နည်းနည်းလေးပေါ့လာရင်နည်းနည်းလေးမီးပေါ်တယ်နည်းနည်းအရသာထက်ရှာလကိုင်းလေးထက်အဲ့လိုပါရှင်ထိုင်ထားတော့လုပ်တယ်ပေါ့နော်ဒါတော့ဘယ်နေရင်မြောက်လဲတော့မသိတော့ဘူးရှင်ရတော့ရတာနေပြီပေါ့နော်ကျမကလေငါးပေါင်းကိုလေ
ဒီလိုချင်းနေမျိုးရောက်ပြီဆိုရင်ဖွင့်ကြည့်ချင်တာပေါ့နော်ခဏခဏဖွင့်ကြည့်ချင်တယ်ခဏမြည်ချင်တယ်ခဏလည်းအိုးဖွင့်လာတယ်ပေါ့နော်တကယ်ရသွားပြီနေဆိုရင်သူ့ရဲ့အသားဟိုပါလေစီလေးအသားထဲမှာစိတ်ဝင်ပြီးတော့လုံးဝလှနေတာရှင်ကျမတို့ဆိုလို့ရှိရင်ငါဆိုတာတက်အဲ့ရဲ့အနှစ်ကိုအရန်ကြိုက်ပါတယ်အဲ့အနှစ်နဲ့ထမင်းနဲ့နေစားရအရန်ကိုကြိုက်ပါတယ်ရှင်ဒီကတော့လေအဲ့၅ပေါင်းဆိုလို့ရှိရင်ရှည်တွေပေါ့နော်နောက်ဆုံးညသွားပြီခေဆိုလို့ရှိရင်တော့ရှည်တွေကိုခန်းသွားပြီးတော့လုံးဝစီလေးပြန်နေတဲ့ထိပေါင်းပါတယ်အဲ့ဒါဆိုတော့လုံးဝရှည်ကောင်းပုစုပစက်ကောင်းပါရှင်တော်တော်လေးကိုမှလည်းအနံ့ကမွေးနေပါပြီတော်တော်လေးလည်းတအိမ်လုံးကိုအနံ့ကမွေးကြိုင်နှံဆန်နေပါရှင်ကဲဒါလေးကတော့လုံးဝအသားလေးတွေရောကုန်ပြီးတော့စီလေးတွေလည်းပြန်နေပြီသားလုံးလေးညာနဲ့တော်တော်လေးလှနေပါတယ်သူကလေပေါင်းတာဖြစ်တဲ့ကြောင့်မို့လိုမျိုးအထအောက်တော့လှန်လို့မရဘူးเนาะဒါပေမဲ့ဘေးနားလေးကိုအဲ့လိုဇုံးလေးစိုက်ပြီးတော့နည်းနည်းလေးလှည့်ပြီးပေါ့เนาะအိုးလေးမကောက်ဘူးရှင်ဒီလိုမျိုးဇုံးလေးကြည့်ပြီးတော့လည်းကျေးဇူးတင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာလည်းဗာလေးဆက်ပြရမလဲဆိုတာလေးကိုလည်းမှန်ပြီးခဲ့လို့ရပါတယ်ဒီမှာချက်တောင်ချက်တက်လဲချက်တောင်ဆက်ပြပါမယ်ရှင်အဆင်ပြေအောင်လုပ်ပါရှင်ကဲဒါလေးကတော့နောက်ဆုံးဖိုင်နေresult လေးပါရှင်အရန်ကိုလှပြီးအရန်ကိုစားကြစရာအရန်ကောင်းနေပါပြီကဲအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်မှာနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်